ဆုံးလေးတို့ရေနန်းခကော်လက်ရှင်မှာကြိုဆိုပါတယ်ဒါလေးကတော့ BKK တဲကပိတ်ဖောက်စာခေါင်းဝင်ပါဒူးအောက်လေးပါမေမေရောင်လေးနဲ့ဆိုင်လေးနဲ့ပြပေးပါမယ်နော်လက်ကားစည်းဆိုလို့ရှိရင်3400ပါလက်လီစည်းဆိုလို့ရှိရင်တော့4100ပါမေမေအရောင်လေးနဲ့ဆိုင်လေးနဲ့ပြပေးပါမယ်နော်ဒါလေးကအဖြူပါဖြူနောက်လေးကသူကခါကျိုးချီပါပါတယ်ဘေးစစ်ပါပါတယ်သူကဘေးစစ်လေးပါပါတယ်ပြီးရင်သူကရင်ကအဝိုက်ပါရင်ဝိုက်လေးပါရင်ကဒီလိုဝိုက်လေးပါဇာကတတင်းလေးထိုးထားတာပါလေဘင်းမှာမမေရောင်လေးနဲ့ဒီဇိုင်းလေးပြပေးပါမနော်ဒိုလေးပါရောင်လေးอ่ะတော်တော်လှပါတယ်เนาะအဖြူလေးဆိုတော့စွတ်နေရပါပဲပေါင်ချိန်ဆိုလို့ရှိရင်125အထိဝလို့ရပါတယ်เนาะ125အထိဝလို့ရပါတယ်ဒါလေးကညူလေးပါညူလေးလေးလှပါတယ်ညူလေးလေးလှပါတယ်เนาะညူလေးလေးလှပါတယ်ဒါလေးကပန်းရောင်လေးပါပန်းရောင်လေးလေးလှပါတယ်မိုးပြလေးပါဒါလေးကမိုးပြလေးလေးလှပါတယ်เนาะသူကဒီလိုပါသူ့ရဲ့ရှေ့ကဒူးအောက်ပဲပါထရောင်လေးလေးလှပါတယ်ဒါရောက်တဲ့မြို့တိုင်းအိမ်ရောက်ပို့ပေးပါတယ်ရန်ကုန်မြို့ရင်းဆိုလို့ရှိရင်တော့အိမ်ရောက်ငွေချေရပါတယ်ကြံမြို့နယ်တွေဆိုရင်တော့စီရင်ဝင်1000ကျိုးလွှဲပေးရပါမယ်เนาะပစ္စည်းသိရှိလိုပါကပေးချပေါက်မှာမေးမြန်းနိုင်ပါတယ်မှာယူနိုင်ပါတယ်ဖိုင်ဘာဖုန်းနံပါတ်098890902239ကိုလည်းမေးမြန်းနိုင်ပါတယ်မှာယူနိုင်ပါတယ် quality ဘိုင်းကိုတော့ယူပြီးစိတ်ချစွာအားပေးလို့ရပါတယ်လိုရတာလေးရှိရင်လည်းပြပေးပါမယ်နောက်ပြီးတော့ထပ်တွေ့ပါမယ်เนาะဘိုင်ဘိုင်